အငယ်7ကို18ကိုကျွန်တော်ဖတ်ပေးချင်ပါတယ်မိမိအိမ်သို့ပြန်သွား၍ထိုအကြောင်းကိုမိမိအပေါင်းတော်အာနနိမိရှေလာအာဇရိတို့အားကြားပြော၍ငါတို့သည်အခြားသောပါပုလုပညာရှိတို့ဤတူပညာရှိတို့နှင့်အတူမသေးမပြောက်စေခြင်းကဤနတ်နေသောအရာတိုင်းဂယုဏကျေးဇူးကိုခံရမည်အကြောင်းကောင်းကင်ဘုံရှင်ဘုရားသခင်ဆုတောင်းကြကုန်ပြောဆိုပြီးဆိုတော့ကျွန်တော်ဒီကျမ်းစာလေးကိုဖတ်ရင်းနဲ့ဘုရားလူဆိုတဲ့အဲမှာကျွန်တော်ကိုဘုရားကစကားလာပြောတဲ့အခါမှာဒါဆိုရင်ကျွန်တော်ပြောစရာရှိတယ်ဒီအဖြစ်အပျက်ကိုအားလုံးသိရဆိုတဲ့အခါမှာအခုဒီကိစ္စကဘုရားလူကလွဲရင်ဒီကိစ္စကိုပေါ်နိုင်တဲ့လူရှိဟာလေလုယာဒါကြောင့်ဘုရားလူဖြစ်ခြင်းကအရင်ကြီးတယ်ဘာဖြစ်လို့ဘုရားလူဖြစ်ခြင်းကအရင်ကြီးလဲဆိုအခုရှင်းချင်းလေးရှင်ဘုရင်ကအိမ်မက်မက်တယ်မာကုပညာရှိတွေဘေးတွေအားလုံးခလက်တဲ့အတက်ပေါင်းလို့တက်တဲ့လူတွေကိုခေါ်ပြီးပါပြောလေလေဘာပြောလဲငါအိမ်မက်ကိုပြောမင်းတို့ပြောတယ်ဆိုရင်ငါအိမ်မက်ပါလဲငါသိမယ်မင်းတို့ပြောဆိုတော့ဘိုးကအတက်ပေါင်းများစွာပညာရှိတွေများစွာကပြောနိုင်လားပြောနိုင်နော်ဒီမှာလေးလေးကအိမ်မက်မက်တယ်မနဲ့မိုးလေးတော့ဟဲ့တီတာညီမကြီးငါအိမ်မက်ကိုနေပြောစမ်းဆိုဘာပြောမလဲကြောက်ကြနေယူနေလားလို့ပြောတော့ပါဟုတ်လားမဟုတ်လားဟဲ့နေမက်တာငါဘလို့သိမှာလဲဟုတ်လားမဟုတ်လားအဲ့ဒါဆိုကျွန်တော်အိမ်မက်မက်တဲ့အောင်လေးလေးပြောပါလေးလေးပြောနိုင်လားညာတော့လေးလေးကျွန်တော်အိမ်မက်မက်တယ်ပြောပြစမ်းတော့လေးလေးမရတော့ဒီမှာပိုင်းဒီဆိုတာပိုင်းဒီကျွန်တော်အိမ်မက်မက်တယ်ပြောစမ်းတယ်ပိုင်းဒီပြန်ပြောငါတို့ဆရာတွေလွတ်သွားပြီလားသိဘူးလားဘာဖြစ်လို့လဲဘယ်လိုသိမှာလဲညကဘာအိမ်မက်မက်ပြီးတော့ဘယ်လိုဖြစ်လဲဘယ်လိုသိမှာလဲကပညာတတ်နေပြောလို့ရမှာအချားမြင်ပေါက်တဲ့သူတွေပြောလို့ရမှာဘယ်လိုရမှာလဲဒီစကားကိုဒီအိမ်မက်ကိုဘယ်သူခေါ်နိုင်လဲကဘာပေါ်မှာရှိရှိသမျှသောလူတွေကျွန်တော်မဲ့တဲ့အိမ်မက်ကိုပြောပါဆိုဘူးမှာပြောနိုင်မှာမဟုတ်ဒါပေမဲ့ချင်းလူတော့ကဖယားလူဖြစ်ခြင်းကထို့အရာတွေကိုသိခွင့်ရှိတယ်ဟာလေလုယာဘာဖြစ်လို့လဲအိမ်မက်ကိုဖြစ်စေတာဖယားဒါပဲအိမ်မက်နဲ့ကိုပေါ်ပြနိုင်တာလေဖယားအဲ့တော့ဖယားလူဖြစ်တဲ့တော့ဒန်ယေလရဲ့အသက်ရှင်ခြင်းမှာဖယားလူဖြစ်ခြင်းကြောင့်ရှင်ဘုရင်ကြီးမှတ်တဲ့အိမ်မက်ကိုမာကုပညာရှိတွေခလက်တဲ့အတက်နက်ခတ်တွေတက်တဲ့သူတွေရဲ့အရှိမပဲလေအိမ်မက်နဲ့ကိုဖွင့်ပြခြင်းခံခဲ့ရပါတယ်မိတ်ဆွေဒါကြောင့်မလို့ဖယားလူရှိခြင်းကဖယားလူဖြစ်ခြင်းကအရာအလုံးကိုပြောင်းလဲသွားစေတယ်ဟာလေလုယာမဖြစ်နိုင်တော့ဘူးမလုပ်နိုင်တော့ဘူးဆိုတဲ့အရာတွေကဘုရားလူအပြင်ဖြစ်လာလိမ့်မယ်အာမင်ဖြစ်လာတာပေါ့ဖြစ်ဒါဆိုရင်ဟုတ်ပြီပြောစရာရှိဘုရားလူကဲကျွန်တော်ဒီကကျွန်တော်တို့ရှိတဲ့သူတွေအားလုံးကတော့ဘုရားလူဖြစ်ရဲ့မေးစရာရှိဘုရားလူဖြစ်ရဲ့ဒါပေမဲ့တေချာတာကကျွန်တော်ပြောမယ်ဘုရားလူဖြစ်ရင်ဘုရားကောင်းကြီးခံစားရတယ်အာမင်ဘာဖြစ်လို့ဘုရားလူဖြစ်ရင်ဘုရားကောင်းကြီးခံစားလဲဆိုတော့ဘုရားသခင်ကလူမျိုးတစ်မျိုးကိုရွေးကောက်တယ်ဘယ်သူလူမျိုးလဲဟဲ့ဘယ်သူလဲအာဗြဟံဟုတ်လားမဟုတ်လားအာဗြဟံဘယ်သူလူမျိုးလဲဘုရားလူမျိုးကိုဘုရားပါပဲဘာပဲလဲပြောဘာပဲလဲဘာပဲလဲကြည်ကြဲလေးကောင်းကြီးပေးတယ်ဘုရားလူမျိုးကိုဘုရားကောင်းကြီးပေးတယ်ဘုရားရွေးကောက်တယ်ဘယ်သူကိုလဲအဲ့ဒီအာဗြဟံကိုရွေးကောက်ခဲ့တယ်အဲ့ဒီရွေးကောက်ခဲ့တဲ့ကောင်းကြီးကအာဗြဟံရဲ့သားစဉ်မျိုးဆက်ကောင်းခြင်းမကောင်းခြင်းနဲ့မတော်ငါလူလူဖြစ်လို့ငါကောင်းကြီးပေးမယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေမှတ်ထားကျွန်တော်တို့တွေဘုရားလူဖြစ်ရဲ့လားစဉ်းစားဖို့ဘုရားလူဖြစ်နေသူတွေဘုရားကောင်းကြီးခံစားတာညက်တာရကောင်းစားမယ်ကြွယ်ဝမယ်အာမင်အခြေအနေရဲ့အထက်မှာအမြဲတမ်းရှိမယ်ဟာလေလုယာဒါဆိုရင်သေဘာဖြစ်ဖို့လို့လဲဘုရားလူဒါဆိုရင်သေကြတယ်အာဗြဟံကနေဆင်းသက်လာတဲ့လူတွေမင်္ဂလာကတော့ဘယ်သူလူမျိုးလဲအာဗြဟံကဆင်းသက်လာတဲ့လူတွေကတော့ဘယ်သူလူမျိုးလဲတို့တွေကြောင့်အာဗြဟံကဆင်းသက်လာမဆင်းသက်ဘူးဒါပေမဲ့ယေ
တော့ဘသူလူမျိုးဖြစ်နိုင်လဲဘသူအားဖြင့်လဲယေရှုအားဖြင့်ဘသူလူမျိုးဖြစ်နိုင်လဲဘုရားလူဖြစ်နိုင်တယ်ဟာလေလုယာလက်ကုပ်တီးနဲ့ပြဖို့ချီးမွမ်းရအောင်ယေရှုအားဖြင့်တော့ဘသူလူဖြစ်နိုင်လဲဘုရားလူဖြစ်သင်ကောင်းကြီးခံစားရမယ်အာမင်ယုံကြည်လားယုံဖို့လို့ဘုရားလူဖြစ်တဲ့အတွက်ကြောင့်နှက်နေတော့ရတယ်ဘုရားဖွင့်ပြတယ်ကြောက်ဘယ်သူအားဖြင့်လဲယေရှုအားဖြင့်သင်ပါဖြစ်လာလဲဘုရားလူဖြစ်လာတယ်โอเคအဲ့တော့ကျွန်တော်ခုပြောကြတယ်ဘုရားလူလို့ပြောတယ်ခုကဘုရားလူဖြစ်ဖို့အတွက်တော့ကျွန်တော်တို့အားစိုက်စရာမလိုဘူးပေါ့နော်ဘုရားလူဖြစ်ပြီးရင်တော့အားလို့ဖို့လို့ဟမ်ဘုရားလူဖြစ်ပြီးအားလို့ဖို့လို့ဘုရားနဲ့သွားဖို့လိုတယ်သင်ဘုရားလူဖြစ်ပြီလားဘုရားလူဖြစ်ပြီလားဘုရားလူဖြစ်ပြီးဒီတိုင်းတည်းဟာဘုရားလူပဲအာဗြဟံလူတော့မရဘူးတော့အားလုံးနေစမကောင်းခဲ့ရင်တော့မှအာဗြဟံကောင်းခဲ့တဲ့အတွက်ကြောင့်တော့ဘာရလဲကောင်းကြီးခံစားရတယ်ဒီကနေ့ယေရှုအားဖြင့်သင်ဘုရားလူဖြစ်ပြီပဲဘုရားလူဖြစ်ခြင်းကိုဘာလို့လို့လဲဟမ်ဘုရားနဲ့သွားဖို့လို့လဲဘုရားနဲ့ဘာလို့လို့လဲဘာလို့လို့လဲဘုရားနဲ့သွားဖို့လို့လဲဘုရားလူဖြစ်ခြင်းကိုသက်သေပြဖို့လို့လဲဘာလို့လို့လဲသွားဖို့လို့လဲသွားဖို့လို့လားသွားဖို့လို့လားလူတယ်ပြီးပါလို့လဲသက်သေပြဘာလို့လဲသက်သေပြတရားကိုဆိုတဲ့သက်သေရှိရတယ်ဟုတ်လားဟုတ်လားတရားကိုဆိုတဲ့သက်သေရှိရတယ်အဲ့တော့ဘယ်လိုသက်သေလဲဒံယေလတို့အသက်တာကိုပြန်ကြည့်ဒံယေလတို့အသက်တာကိုသူဘုရားမဟုတ်လားဟုတ်တာမို့တိုင်းတစ်ပါးကိုသိမ်းသွားခြင်းခံရလားခံရတာပေါ့တိုင်းတစ်ပါးကိုသိမ်းသွားခြင်းခံရပြီပဲငါတို့တွေရှင်ဘုရင်ကကြားတဲ့ပွဲတော်တွေစတိတွေအရက်တွေငါတို့ပါလဲပဲမတောက်ဘူးကွာငါတို့ဘာပဲစားမလဲအတီးရွက်ပဲစားမယ်ဘုရားလို့ဟာလေလုယာကဲရှာရမီရှက်ဗေဒနီကိုတို့ဟာတော့ဒါပေမဲ့သူတို့သောတာကကျွန်တော်ဖတ်ခဲ့တဲ့အခါမှာသူတို့နာမည်အရင်းတွေပဲသူတို့နာမည်အရင်းတွေကဘာလဲကျွန်တော်တို့တွေကလေးတွေသိအောင်ပြောမှာတော့ရှာရမီရှက်ဗေဒနီကိုပဲသိတာသူတို့နာမည်အရင်းရရှိတယ်နံပါတ်1တယောက်ကဘာလဲဟာနနီနောက်တစ်ယောက်ကဘူးလေမိရှေလာနောက်တစ်ယောက်ကပါလေအာဇရီဒါဒီတငယ်ချင်း၃ယောက်ရှာဒရက်မီရှယ်ဗေဒနီကိုဆိုတဲ့တငယ်ချင်း၃ယောက်ရဲ့နာမည်အရင်းတော့သူတို့အမိဖေးပေးတဲ့နာမည်အာဗြဟံရဲ့သားစဉ်မြေဆက်ကဆင်းသက်လာတယ်ကြည့်ဖယားလူကဖယားနဲ့အတူသွားတယ်ဖယားလူကဖယားပေါ်မှာရက်တည်တယ်အာမင်ပြန်တော့မယ်ဖယားလူကဘယ်သူနဲ့သွားလဲဘုရားနဲ့သွားတယ်ဘုရားလူကဘယ်သူ့ပေါ်မှာယက်တည်လဲဘုရားပေါ်မှာယက်တည်တယ်ဘုရားပေါ်မှာယက်တည်တယ်အခြေအနေကိုမကြည့်ဘူးဗျအခက်အခဲကိုမကြည့်ဘူးဗျနော်အခြေအနေကိုမကြည့်ဘူးဖေးအခက်အခဲကိုမကြည့်ပဲလေဘာဘယ်ပေါ်မှာယက်တည်လဲဘုရားပေါ်မှာယက်တည်တာပေါ့ဘယ်လိုယက်တည်လဲရှင်းရှင်းလေးဘုရားရှင်ပြည်ရက်တော်တယ်မှာသွေးရုပ်ကြီးအမှရှိတယ်ရုပ်တူကြီးအဲ့ဒီရုပ်တူကြီးကိုရှစ်ခိုးရှစ်မခိုးရင်ဘာလုပ်မလဲတတ်မယ်မပြောဘူးလားတတ်မယ်လို့မပြောဘူးလားပြောတာဗောဒါဆိုကျွန်တော်တို့ရဲ့ပြဿနာပါအာဗြဟံရဲ့လူမျိုးတော်ဖြစ်တဲ့ပြဿနာပါမောရှေအားဖြင့်ပေးထားတဲ့ပြည့်ညက်ကပါရုပ်တုစိတ်တုကိုဥမချဝဲမပြုနဲ့အခုကဘာလို့ခိုင်းမလဲဥချခိုင်းပြီအဲ့တော့ဘုရားလူကလုံမလားဘုရားလူကြီးလုံမလားဒါကြောင့်ဘုရားလူကလေအခြေအနေကိုဘယ်တော့မှမကြည့်အခက်အခဲကိုဘယ်တော့မှပြဿနာကိုမကြည့်အောက်ဆုံးမှာအတက်ကိုတော့ပဓာနာမထားအာမင်ဘုရားနဲ့တက်လာဟုတ်တယ်နော်ကြည့်လေဒီမှာကျွန်တော်လည်းပြောပြရှင်ဘုရင်ပြောတဲ့စကားကလည်းအရန်ကောင်းတယ်နော်ပြီးတဲ့အခါမှာဣသရေလဒီရှာဒရက်မေရှက်ဗေဒနီဂိုရဲ့အသက်တာကလည်းအရန်ကောင်းဘယ်လိုကောင်းတယ်လဲဆိုတော့ရှင်ဘုရင်ကပြောတယ်ကျွန်တော်တော့မလိုက်ဆိုပြီငါဤလက်မှာကယ်လွတ်နိုင်တော့ဘုရားကအဘယ်ဘုရားရှိသလဲငါလက် ကနေကယ်လို့နိုင်တာဘယ်ဘုရားရှိလဲဒီဘယ်သူကပြောတာလဲရုပ်တုကိုကိုးကွယ်ခိုင်းတယ်ဘယ်သူလဲရှင်ဘုရင်ကငါလက်ကနေဘယ်ဘုရားကယ်နိုင်လဲဒါဆိုတော့အဲ့ဒီတငယ်ချင်း၃ယောက်ပါလို့လေငါတို့ဘုရားကယ်မယ်
မှာတည်မယ်မိထဲမှာတည်မယ်တို့လိုပြောတာအဲ့တော့စောနာကပြောခဲ့တဲ့ငါလက်ကနေဘယ်တရားမှမကယ်ဘူးဆိုတဲ့လူကဘယင်ကဖယားလူတွေကိုပြန်ချီးမြှောက်ရတဲ့အခွင့်ပြပေးတယ်အာမင်ဖယားလူဒီဖယားနဲ့သွားပါဖယားပေါ်မှာယက်တည်ပါလောကရဲ့စိုးရိမ်မှုတွေပူပန်မှုတွေနောက်ကိုမလိုက်နဲ့လောကစိုးရိမ်ပူပန်မှုတွေကဖယားလူဖြစ်ခြင်းကိုမဟန်တာပဲဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဖယားလူဖြစ်ခြင်းရဲ့အတ္တတာတွေမှာလောကအရာတွေကိုဒီစိုးရိမ်နေသေးတယ်ပူပန်နေသေးတယ်ဝမ်းနေနေတယ်အားငယ်နေသေးတယ်ဆိုတော့သင်ဟာဖယားလူပြောင်းမဟုတ်သေးဘူးအဲ့ဒါလို့ဒီမှာအခန်းကြီး3အပိုက်ငယ်40ရောက်တဲ့အခါမှာရှင်းရှင်းလေးဘာမလုံနိုင်ငံတွင်ရှာဒရက်မေရှက်အပေဒနေဂေါရုကိုချီးမြှောက်တော်မူ၏တဲ့ဟာလေလုယာဘာမလုံနိုင်ငံနဲ့ဆိုင်တဲ့ချီးမြှောက်ခြင်းကောင်းကြီးကရောက်လာတယ်ဘာဖြစ်လို့ရောက်လာလဲဘုရားလူဖြစ်တဲ့လူအားဖြင့်ချီးမြှောက်ခြင်းကောင်းကြီးရတယ်ဒါကြောင့်မှတ်ထားပါဘုရားလူဟာကောင်းကြီးခံစားရမှာဖြစ်တယ်အာမင်ကောင်းကြီးမင်္ဂလာနဲ့ထိုက်တန်တော်သူဖြစ်တယ်အာမင်ကောင်းစားတဲ့သူဖြစ်ဘယ်သူလဲဘယ်သူလဲဘုရားလူအဲ့တော့ကျွန်တော်ပြောချင်တယ်ဘုရားလူဖြစ်ဖို့အတွက်ဘုရားနဲ့ပေါင်းဖို့ဘယ်သူနဲ့ပေါင်းဖို့လို့လဲဘုရားနဲ့ပေါင်းအတ္တတာရှောင်းလန်းခြင်းပါလေဘယ်လိုပေါင်းဖို့လို့လဲအတ္တတာရှောင်းလန်းခြင်းပါလေဘယ်လိုလဲဘုရားအလိုတော်နဲ့အညီရှောင်းလန်းဖို့လို့တယ်လောကရဲ့ဆွဲချစရာများစွာရှိတာဘုရားလူကပုံနေပဲတအားမကြိုက်ဘူးเนาะဂိမ်းတွေလည်းစော့ဘူးเนาะအများကြီးအတိုင်းလာတစ်ခုကိုတော်ပြီပေါ့เนาะအခုကလူတွေကဂိမ်းတွေတအားဆွဲလန်းနေအခုလိုပူဆိုးတယ်တော့လူငယ်တွေ TikTok မှာလူငယ်မပြောနဲ့ဒေါ်တီယာကြီးတို့ site တွေမှာ TikTok မှာအဲ့တရွယ်တွေတော့ TikTok မှာမလုပ်နေတယ်ကဲနေကြတယ်ဘာအတွက်လဲအဲ့ဒါကဘုရားလူတွေဘယ်တော့မှအဲ့လိုမလုပ်ဒါကြောင့်ကျွန်တော် TikTok ကိုမဖွင့်တော့အခုကျွန်တော်ပြောချင်တာ TikTok တွေဖွင့်ကြည့်ဘာအတွက်ဖွင့်မှာ popular ဖြစ်ဖို့လားနာမည်ကြီးဖို့လားဘာအတွက်လဲဘုရားလူတွေဘယ်တော့မှအဲ့လိုမလုပ်လူတွေအတွက်ပေါ်ရှိုးမလို့ဘုရားအတွက်ပဲသက်ရှင်အာမင်ဒါကြောင့်လူငယ်တွေကိုတစ်ခါလဲပြောတာတော့လူငယ်တွေကိုတစ်ခါလဲပြောတာအခုဒါတွေကလောကသားတွေနဲ့ဆိုင်တဲ့အလုပ်နော်လောကသားတွေနဲ့ဆိုင်တဲ့လို့အဲ့ဒီလောကသားတွေနဲ့မနစ်မိုးပါနဲ့တော့ကျွန်တော်တို့ဆိုလဲဥပမာကျွန်တော်ဆိုလဲတစ်ခါလေးအပြင်းပြေတယ်ဆိုကလေးစောတဲ့ကိန်းကြီးထိုင်စောတယ်ခဏကြာမှုစောဟိုကလေးတွေကဆိုပုံပါလေ TUPG တို့ mobile legend တို့အရန်လူတွေကိုဆွဲလန်းပြီးတော့မှဘာဖြစ်လဲမရက်နာတဲ့စောတဲ့အရာတွေထဲမှာနေပုံအဲ့တော့အဲ့ဒီလူကဘယ်လိုကောင်းကြီးခံစားရလဲအဲ့ဒီလူကဘုရားနဲ့သွားတယ်လို့ဘယ်လိုပြောလို့ရလားရလားအဲ့တော့ဘုရားလူကဘုရားနဲ့မိသားရပွဲကဲဒီနေ့ဒီမှာရှိတဲ့ယေရှုအပြင်ကျွန်တော်ဘယ်သူဖြစ်သွားပြီလဲအဲ့တော့သင်ဘုရားနဲ့မိသားရပွဲဘယ်လောက်ပွဲဘယ်လောက်ဆုတောင်းဘယ်လောက်ကျမ်းစာကျွန်တော်ပြောမယ်နော်ကျွန်တော်တို့အရင်ဘသူ့ကိုလူယူထားလဲအဲ့နေရကျွန်တော်တကယ်နှလုံးသွင်းတာယေရှုကိုကျွန်တော်နှလုံးသွင်းတာယေရှုကကျွန်တော်တို့ဆံပြသူကငကိုရဲကဖျားပါဒါပေမဲ့ကျွန်တော်လူစားတိခံယူတဲ့အချိန်ကိုပြောတာယေရှုလူစားတိခံယူတဲ့အချိန်မှာအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်နှလုံးသွင်းအမြဲတမ်းကျွန်တော်စာအုပ်မှာကျွန်တော်မှတ်တမ်းတင်တာနှလုံးသွင်းတာယေရှုခရစ်တော်ဘုရားကဖျားစာတိကနေလူစားတိလောကကိုလာလားမလာဘူးလာပြီမဲ့လေ तू ကပါလေ तू ကပါလေဖျားပါ तू ကဖျားပါဖျားဖြစ်ပေမဲ့အမြဲတမ်း तू နောက်မှာလူအုပ်ကြီးရှိတယ်လူအုပ်ကြီးရှိပေမဲ့လေကျမ်းစာမှာဒီလိုရေးတယ်အလေတော်ရှိတဲ့အတိုင်းအလေတော်ဆိုတာဘာကိုပြောချင်တာလဲတော့ဒီလူကြီးတွေအဲ့ဒါကားလိုက်မယ်အလေတော်ဟမ်လုံးလေလုံစာရှိတယ် तू ကကျမ်းစာမှာအဲ့လိုရေးတာလေယေရှုကအလေတော်ရှိတဲ့အတိုင်းလို့မြင်တယ်တော့အလေတော်ရှိတယ်ဗာလဲအမြဲတမ်းသူလုပ်တယ်ဘယ်ကိုသွားလဲတော်တဲ့ကိုသွားတယ်မြဲတယ်မလုပ်လဲဆုတောင်းတယ်ဒါဆိုကျွန်တော်တို့ပဲယေရှုကဆုတောင်းမှုအတွက်တောင်းစရာတိုးလာအခုကျွန်တော်တို့တွေကဆုတောင်းတာဘာအတွက်တောင်းလဲ
သာသမီမိသားစုစီးပွားရေးစာဝန်နေရေးအတွက်ကျွန်တော်တို့တောင်းလားတောင်းတယ်ယေရှုတောင်းလားယေရှုတောင်းဖို့လို့လားစဉ်းစားကြည့်တော့ယေရှုဆုတောင်းတယ်ကျွန်တော်တို့လည်းဆုတောင်းရတယ်ဒါပေမဲ့ယေရှုဆုတောင်းခြင်းနဲ့ကျွန်တော်တို့ဆုတောင်းခြင်းကွာလားမဟုတ်လားဘာကြောင့်ကွာတာလဲကျွန်တော်ချပြဘာကြောင့်ကွာတာလဲလေးလောကအရာကိုတောင်းတယ်ယေရှုတောင်းမလားဘာလို့မတောင်းတာလဲယေရှုဒီကိုလာတာဘာအတွက်ပဲလာတာလဲလူသားတွေကိုကယ်တင်ဖို့ဒါဆိုရင်သူ့ကိုတိုက်ပေးပါခါပေးပါဟောဒီကိတဲ့ပြောဟာဘာပေးပါညာပေးပါယေရှုတောင်းမယ်တဲ့တောင်းကြမလို့ဘူးလေအဲ့ဒါလေသူဘယ်တော့မှတောင်းမှာမဟုတ်ဘူးအလေးတော်ရှိသည့်တိုင်ဆုတောင်းတယ်ဘာတောင်းလဲဖခင်နဲ့မိတ္တာရဖွဲ့ဖို့ဆိုတော့ဘာလို့ကိုဖခင်နဲ့မိတ္တာရဖွဲ့ဒါပေမဲ့ကျွန်တော်တို့ခရစ်ယာန်တွေကြတော့ဘာလို့လဲဆုတောင်းလားဘာတောင်းလဲလူချင်းတာတောင်းတယ်ပြီးရှိသေးတယ်ဘာတောင်းလဲဖြစ်ချင်တာတောင်းဟုတ်လားတောင်းတာဘာတောင်းလဲဖြစ်ချင်တာလူချင်းတာတောင်းတယ်ဖြစ်ချင်တာတောင်းတယ်ယေရှုဘာလုပ်လဲသူတောင်းလားဘာအတွက်တောင်းလဲတရားနဲ့ဘာလို့ပို့လဲယေရှုကသူတောင်းတယ်ဘာလို့ပို့လဲတရားနဲ့ဘာလို့ပို့လဲမိတ္တာယဒါကြောင့်မလို့ကျွန်တော်တို့အခုလောကမှာကျွန်တော်လည်းဆုတောင်းပါတယ်တောင်းတဲ့အခါမှာကျွန်တော်အသင်းတော်အတွက်တောင်းတယ်မိသားစုအတွက်ကျွန်တော်ဟိုပါပေးပါတရားပေးပါအကြီးကျယ်ကျွန်တော်အားမှာကျွန်တော်အမှုတော့လွန်ခဲ့တဲ့ပြောမယ်ဆိုရင်တော့အိမ်တော်မကြခင်တည်းကဆိုပါလို့ပေါ့လွန်ခဲ့တဲ့နှစ်20ဒီပါလောက်တည်းကကျွန်တော်ကိုဘုရားဖွင့်ပြပြီးနောက်ပိုင်းမှာဒီကနေ့အိမ်တော်မှာလိုအပ်တာတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်လုံးဝဆုမတောင်းတော့ကျွန်တော်ဘာပဲလုပ်စီဘုရားနဲ့မိသားစုဖွင့်ခြင်းကိုကျွန်တော်မပြတ်လို့မနဲ့မိုးလေးကျွန်တော်အနေလို့ဘုရားနဲ့ဒီမနဲ့ဆိုရင်ကျွန်တော်ဆုတောင်းပြီးနိုင်ရွက်အဲ့ဆုတောင်းခြင်းထဲမှာအခြားသောဘာသာစကားနဲ့ပဲဆုတောင်းအရင်ဆုံးကျွန်တော်အဲ့ရလို့တယ်ဘုရားကိုနှုတ်ဆက်တယ်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်သုံးပါးစုမင်္ဂလာပါကျွန်တော်ဆက်စခြင်းမှာကျွန်တော်အဲ့ဒီစကားလုံးနဲ့ကျွန်တော်နှုတ်ဆက်တယ်မင်္ဂလာပါဝိညာဉ်တော်မင်္ဂလာပါသားတော်မင်္ဂလာပါခမီးတော်ကျွန်တော်နှုတ်ဆက်ပြီးတာနဲ့ကျွန်တော်အခြားသောဘာသာစကားနဲ့ကျွန်တော်များဆုတောင်းကျွန်တော်ဘာလို့ဆုတောင်းတာကျွန်တော်ဘုရားကိုဖြစ်တယ်ဆိုရင်ကျွန်တော်တောင်းစရာလိုတဲ့ကောင်းကြီးရောက်ကိုရောက်လာတယ်ဘုရားချီးမြှောက်ခြင်းရောက်ကိုရောက်လာတယ်ဘုရားလူတွေမှရှာဒရက်မေရှက်ဗေဒနေဂေါတို့ချီးမြှောက်ခြင်းခံရမှုလောကကောင်းကြီးခံစားရမှုသူတို့ရှင်ဘုရင်စီမှာမတောင်းဆိုခဲ့ပါဘူးဘုရားလူဖြစ်ခြင်းကိုပဲတတ်သိပြခဲ့တာအာမင်ဟုတ်တယ်နော်ဘုရားလူဖြစ်ခြင်းကိုပဲတတ်သိပြတဲ့အခါမှာသူတို့မတောင်းတဲ့ဆုတွေရောက်လာတယ်လေယာရုတွေရလာတယ်လေအာနာတွေရလာတယ်ပါဝါတွေရလာတယ်အဲ့တော့အဲ့ဒီအာနာပါဝါတွေရလာရင်ရွှေငွေစည်းစိမ်ဆိုတာမရပါဘူးလားအိမ်ဒီချန်တွေရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားလူကြီးဘုရားနဲ့မိတ္တာယဖွဲ့တော်သူဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုလည်းကျွန်တော်ဒီຢာလေးအားဖြင့်ကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့တော့ဘုရားလူကနောက်တစ်ခုဘုရားနဲ့မိတ္တာယဖွဲ့ရပါကမိတ္တာယဖွဲ့လားဖွဲ့ရပါကဘသူအလူတော်နဲ့ဒီအသက်ရှင်နေတယ်ဘုရားရဲ့ပါလေအလူတော်နဲ့အညီဘာလို့လဲအသက်ရှင်အဲ့တော့စဉ်းစားဒီနေ့ငါရဲ့အသက်ရှင်ခြင်းကဘယ်လိုအသက်ရှင်လဲဘုရားလူဖြစ်ခြင်းဆိုတဲ့အသက်ရှင်ခြင်းငါပါတကယ်ရောရှိရလားဘာဖြစ်လို့ဘုရားလူဖြစ်ခြင်းကဘုရားရဲ့အလူတော်နဲ့ဒီအသက်ရှင်ခြင်းလိုတယ်လေကဲကျွန်တော်ပြောမယ်လို့လားဘာလို့လိုလားကဲလိုသလားလို့လူတွေပြောကြည့်ပါဦးလိုသလားဘာလို့လိုတာလဲအဲ့ဘာလို့လိုလဲဆိုတာကိုသိချင်တယ်ဆိုရင်နှစ်ကော9:20ကိုချက်အောင်ဖတ်ပေးပါနှစ်ကော9ခန်းကြီး20เนาะတွေ့လားမတွေ့ရင်ကျွန်တော်ပဲဖတ်မယ်နော်ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏သင်တို့သည်ယံငြိမ်း၍ဘုရားသခင်နှင့်မိတ္တာယဖွဲ့ကြလော့ဘုရားသခင်သည်ငါတို့အားလို့တော်တွေးဆောင်တော်မူကဲ့သို့ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍သင်တို့ကိုတောင်းပန်တွေးဆောင်ကြ၏ကဲဒီမှာကြည့်ကျွန်တော်ဒီမှာပြောလေကျွန်တော်ဘာပြောလဲကျွန်တော်ဘာပြောလဲအစပိုင်းမှာမတွေ့ဘူးလား
မှာငါတို့ဒီခရစ်တော်ဤတန်တမန်ဗါလဲလေခရစ်တော်ဤဗါလဲလေတန်တမန်ဘာဖြစ်လို့တန်တမန်လဲဆိုတော့ရှင်းပါလေဘုရားလူဖြစ်ဖို့အာဗြဟံအားဖြင့်ဣသရေလလူတွေကဘုရားလူဖြစ်လားဒီနေ့ကျွန်တော်တို့ကကြတော့ဘုရားလူဖြစ်ဖို့ဘုသူအားဖြင့်ဖြစ်ခဲ့တာလေယေရှုအားဖြင့်ဘုသူလူဖြစ်တာလေဘုရားလူဖြစ်သွားပြီးတော့ဒီနေ့ကျွန်တော်တို့တွေဘုရားနဲ့လည်းမိသားရပွဲဖို့လူတွေဘုရားအလိုတော်နဲ့အညီအသက်ရှင်ဖို့လူတွေဘာဖြစ်လို့လဲတန်တမန်ဖြစ်လို့အဲ့တော့တန်တမန်ဆိုတဲ့ຢာကိုပြန်စဉ်းစားကြည့်အခုကျွန်တော်တို့တန်တမန်တွေဘယ်မှာနေလဲတန်တမန်တွေဘယ်မှာနေလဲတန်ယုံပါနေတယ်သူတို့နေတဲ့တန်ယုံကဆိုတော့ဥပမာဒီလိုပြောလိုက်မယ်မြန်မာနိုင်ငံရဲ့တန်တမန်တယောက်ကဓမ္မနေပဲတဲ့မြန်မာနိုင်ငံမှာနေတာမြန်မာနိုင်ငံမှာနေလို့လားတန်တမန်ကနိုင်ငံသားဟုတ်တယ်နိုင်ငံသားဓမ္မနေရလဲတန်တမန်နေရဟုတ်တယ်နော်တန်တမန်ဖြစ်တဲ့သူကတရုတ်နိုင်ငံကိုလည်းရောက်နေလားတရုတ်နိုင်ငံမှာလည်းဖြစ်နိုင်လားဂျပန်မှာလည်းဖြစ်နိုင်တယ်အမေရိကန်မှာလည်းတန်တမန်တွေကလေမြန်မာနိုင်ငံသားဟုတ်တယ်တန်တမန်ဖြစ်တဲ့ကြောင့်ဘယ်မှာသွားနေရတန်ယုံဘယ်တန်ယုံလဲမြန်မာနိုင်ငံမှာမဟုတ်တော့ဘူးဟုတ်လားတန်တမန်ကဓမ္မနေရမလဲတန်ယုံမှန်တယ်ဒါပေမဲ့ဒီလိုပြောဘယ်နိုင်ငံမှာလဲသူတို့ဘာနိုင်ငံမှာသွားနေရဒါပေမဲ့ तू ကနိုင်ငံသားကဘယ်နိုင်ငံသားမြန်မာနိုင်ငံသားနေတဲ့နေရာကဘာနိုင်ငံသားပါအဲ့လိုပြောနော်တန်တမန်ကဘာနေလဲတန်တမန်ကဘာနေလဲတိုင်ဝမ်နေတယ်အဲ့တိုင်ဝမ်ကဘာရှိလဲနိုင်ငံသားပြောအဲ့တိုင်ဝမ်ကဘာရှိလဲဒါပေမဲ့နိုင်ငံသားကဘယ်နိုင်ငံသားနိုင်ငံသားအဲ့တော့မြန်မာနိုင်ငံသားဖြစ်ပေမဲ့တန်တမန်ဖြစ်တဲ့အတွက်ကြောင့်တော့ဘာနေရလဲတန်ယုံမှာနိုင်ငံသားမှာနေရတယ်တန်ယုံမှာအချိန်ကြီးတန်ယုံမှာနေတော့တန်ဖို့နေရများပြီနော်နိုင်ငံသားဆိုတဲ့တန်ယုံမှာနေရတယ်ကဲနေပြီးတော့ तू ကနိုင်ငံသားကဆိုပါစို့နော်အမေရိကန်နိုင်ငံမှာတန်တမန်အဖြစ်သွားနေရတန်တမန်အဖြစ်သွားနေရတဲ့အခါမှာအဲ့ဒီကတန်တမန်ဖြစ်တဲ့အတွက်ကြောင့်ညအမေရိကန်မှာနေပေမဲ့ဘာလို့လဲအမေရိကန်အလုပ်လားမြန်မာအတွက်လုပ်လားအမေရိကန်အတွက်လိုက်လို့လားအမေရိကန်နိုင်ငံရေးတွေဝင်ပါဘယ်သူအတွက်ပဲလုပ်လဲအဲ့သူကမှဘာဖြစ်လို့မြန်မာနိုင်ငံအတွက်လုပ်တာလဲအမေရိကန်မှာနေတာလေအမေရိကန်နိုင်ငံအမေရိကန်လုပ်ပါလုပ်လို့ရတန်တမန်အဲ့လိုလုပ်လို့ရမရဘူးလေတန်တမန်အဲ့လိုလုပ်လို့မရဘူးဘာအတွက်ပဲလုပ်ရလဲဘာအတွက်ပဲလုပ်လို့ရလဲမြန်မာအလုပ်ပဲလုပ်ရဘုရားလူကပဲတင်ဟာဘုရားလူဖြစ်ပြီလားယေရှုအပြင်ဘုရားလူဖြစ်ပြီလားကျမ်းစာကပြောတယ်ဖခင်ရဲ့ပါလေဘသူရဲ့တန်တမန်လဲသောတာကကျွန်တော်ပဲခရစ်တော်ရဲ့တန်တမန်ကဘသူအတွက်အသက်ရှင်တယ်ခရစ်တော်ရဲ့တန်တမန်ကဘသူအတွက်အသက်ရှင်လဲခရစ်တော်အတွက်အသက်ရှင်ဘုရားတကယ်ပြောတယ်ဟုတ်လားရှင်းရှင်းလေးပြောတယ်တော့ငါလေးလေးအခုကျွန်တော်တို့ကဘသူအတွက်အသက်ရှင်လဲဘုရားတကယ်ပြောတယ်ဟုတ်လားဟုတ်လားတို့တရားကြီးတို့လူတွေဒီကိုတွေဟာလူငယ်တွေဘသူအတွက်အသက်ရှင်လဲသူတို့ပဲသက်ရှိနေတာဟုတ်လားကျမ်းစာကအဲ့လိုပြောတာတို့တွေကမင်းဘုရားလူလားလို့ပြောရင်ဘယ်လိုပြောလဲဟုတ်တယ်ဘုရားလူပါဘုရားလူကဘုရားလူဖြစ်ရင်တော့ဘုရားလည်းပြောတယ်မင်းဘုရားလူဆိုတော့မင်းတတ်တတ်မှန်ပဲဟုတ်တယ်ဘုရားလူကဘုရားနဲ့မိသားရပွဲလားပွဲလေဘုရားရဲ့အလိုတော်နဲ့အညီအသက်ရှင်လားရှင်တယ်လေဒါပေမဲ့တကယ်ဘုရားအလိုတော်နဲ့အသက်ရှင်သလားလို့မေးတော့ဟုတ်သေးဘူးသက်ရှင်လားဘယ်ထဲမှာပဲပြောလဲလောကထဲမှာပဲပြောတယ်ဒါကြောင့်မလို့တစ်ခါတည်းမှာဘုရားလူဖြစ်ခြင်းမသိနားမလဲတဲ့အခါမှာကိုယ့်ရဲ့အလိုနဲ့လည်းအသက်ရှင်တယ်ဘုရားအလိုနဲ့လည်းအသက်မရှိဘူးအဲ့တော့ဘုရားနဲ့လည်းမိတ္တာယမဖွဲ့ဘူးဘုရားနဲ့မိတ္တာယပဲဆုတောင်းရင်တော့ဘာအတွက်ပဲဆုတောင်းလဲဘုရားအလိုဆိုတာမရှိဘူးပါလေယေရှုခရစ်တော်ဘုရားကအလေးတော်ရှိပြီးအတိုင်းလုပ်ခဲ့ပါတယ်ဆုတောင်းပါတယ်နောက်ဆုံးသူကားစင်ကိုတက်မဲ့အချိန်ကြီးသူဘု து အလိုဝင်ခံသွားတယ်ဘုရားအလိုတော်ကိုဝင်ခံသွားအဲ့ဒါတတ်တတ်မှန်လို့ရမယ်ဆိုပြောချင်တာက
တင်ဟာဖျားလူဖျားသားပါလို့ပြောပြီးတော့မှာတင်အချက်တင်အသက်ရှင်နေသည်တင်အားဖြင့်တန်တမန်ဆိုတဲ့အလုံးမပြီးမြောက်တော့ကတန်တမန်လို့မပြီးမြောက်ရင်ဘာလုပ်လဲတို့နိုင်ငံကရှိတဲ့တန်ယုံတန်တမန်ကိုဟိုသွားလို့အမေရိကန်ကိစ္စတွေတရုတ်နိုင်ငံမှာနေပြီးတရုတ်ကိစ္စတွေပဲလိုက်လို့ဘာလုပ်ခံရမလဲပြည်နယ်ပေးခံဖြုတ်ခံရမှာပေါ့ပြန်ပေါ်ပါဦးမင်းပြန်လာတော့မင်းမြန်မာပြည်မှာပဲမင်းပြန်နေတော့ပြန်လာတော့ဆိုပြီးသူ့နေရာမှာမလုပ်ဘူးစားကိုးတာပေါ့စားကိုးတာဒါကြောင့်မို့ကျွန်တော်ကတော့ဒီကနေ့တရားတော်တန်တမန်ဖြစ်တဲ့အခါပြီးတော့ကျွန်တော်ကဘုရားကကျွန်တော်ကိုတကယ်မှုတော်ဖြစ်တယ်တကယ်ရွေးတော့ဘုရားကျွန်တော်ကိုတကယ်ရွေးတော့တယ်ပြီးတော့ကျွန်တော်ဆုတောင်းတာဘုရားအတွက်ကျွန်တော်ကောင်းဆုံးသက်ရှင်ကျွန်တော်အသေးသူသေးသားတွေပဲကျွန်တော်ကောင်းဆုံးသက်ရှင်တယ်ကျွန်တော်အဲ့လိုစက်ကဒါပေမဲ့လူအနေနဲ့ကြတော့ဘသူ့အလိုတော့လိုက်ချင်တယ်လူအလိုတော့လိုက်ချင်တာပေါ့ဘာလို့လဲလူသားတွေဓာတိကုန်မလားမကုန်ဘူးလေလူအကြိုက်လိုက်ဖို့မလွယ်ဘူးဒါပေမဲ့ကျွန်တော်ဒီနေ့လူအကြိုက်ကိုလိုက်တာမလိုက်တာလေဘုရားလူဖြစ်ဖို့ပဲကျွန်တော်ကြိုးစားတယ်ဟာလေလုယာဘုရားလူဖြစ်ဖို့ကြိုးစားတယ်ဘုရားနဲ့ကျွန်တော်များများမေတ္တာရဖွေးတယ်ဘုရားအလိုတော်နဲ့ညီအသက်ရှင်တယ်ဘုရားမကြိုက်တာတွေကိုကျွန်တော်ရှောင်ဘာဖြစ်လို့ရှောင်တာဘုရားလူဖြစ်ဖို့ရှင်းတယ်ဘာလို့မလုပ်တာလဲဘုရားလူဖြစ်ဖို့ဘာလို့လုပ်တာလဲဘုရားလူတွေဘုရားလူတော်ဆောင်ရတယ်ဒါပဲငါအတန်တမန်ပဲကိုယ့်ကိုကျွန်တော်ဒီနေရာမှာထားတယ်ကြောင့်ကျွန်တော်ကိုကြည့်တဲ့သူတွေကောင်းကြီးရဖို့ဖြစ်တယ်အာမင်ဟောတေးကြတာတခုတော့လေးလေးကကျွန်တော်ကိုကြည့်နေတယ်ဆိုတာတော့ကျွန်တော်လုံးဝသိပြီသူကျမ်းစာဖတ်ရင်တော့မှကျွန်တော်မျက်နှာပြင်းမြင်ပြီးသူဖတ်တယ်ဒီမှာလေကျွန်တော်နှစ်တစ်ကောင်းကြီးတွေလဲပြီးဆူတောင်းတဲ့အချိန်မှာကျွန်တော်ကိုဆရာအဲ့ကျမ်းစာဖတ်ကြည့်အဲ့ကျမ်းစာဖတ်ပြီးမှဆရာနဲ့ကျွန်တော်လည်းစကားပြောမယ်အဲ့ကျွန်တော်မဖတ်အားတော့ဖတ်အားတဲ့အချိန်ကျွန်တော်ကောက်ကြည့်လိုက်တော့ကျွန်တော်ကြည့်တယ်နော်တိမောသေကိုပေါ်လို့ပြောတဲ့စကားဖြစ်နေတာပြောချင်တယ်ဆရာအဲ့ဒီလိုရှိရလားလို့သူကကျွန်တော်မေးနေတာကျွန်တော်သိပြီကျွန်တော်အဲ့ကျမ်းစာဖတ်တဲ့ဆရာအဲ့ဒီလိုတကယ်ရှိရလားလို့သူကကျွန်တော်မေးတော့မလေးအမေကျွန်တော်လည်းပြောတယ်ရှိတယ်မရှိဘူးဆိုတာအဲ့ဒါကြောင့်ပြောတာသူမေးလာမယ်မေးကိုကျွန်တော်ပါဇက်ကနေပြောနေလေကုန်တယ်ဘုရားအလိုတော်နေအသက်ရှင်သူမေးစရာမလိုအဲ့ဒီအဖြေရသွားတယ်အာမင်ဒါကြောင့်မို့ကျွန်တော်ဖြစ်တဲ့အမှုတော်ဆောင်ပြီးယုံကြည်သူတွေရဲ့ပုံသက်တွေဖြစ်ကိုဖြစ်အောင်ဘာဖြစ်လို့လဲကျွန်တော်ကတန်တမန်လေးဘုရားလူဖြစ်တယ်ဆိုသူသိမှဘသူ့ကိုမြင်မှာအေးယေရှုခရစ်တော်ဘုရားကိုမြင်မှာကျွန်တော်တို့အပြင်လူတွေဘုရားမြင်ဖို့လို့ပြောပါဦးဘုရားလူဖြစ်တဲ့ကျွန်တော်တို့အပြင်လူတွေဘုရားကိုမြင်ဖို့လို့လေကဲမြင်ပြီလားစဉ်းစားပို့တက်တာငါအပြင်လူတွေဘုရားကိုသိရလားငါအပြင်လူတွေလဲနေသလားငါအပြင်လူတွေထိခိုက်နေသလားစဉ်းစားအာမင်ကျွန်တော်ပြောမယ်ကျွန်တော်ဒီလည်းပဲအမှုတော်ဆောင်ဖြစ်တဲ့အခါမှာယုံကြည်သူတွေအတွက်ကျွန်တော်ဒီပုံသက်တွေဖြစ်တန်တမန်ဖြစ်ဖို့လိုတယ်ယုံကြည်သူတွေလည်းပဲတပါးသူတွေဘာဖြစ်ဖို့လိုလဲပုံသက်တွေဖြစ်အလင်းဖြစ်ဖို့လိုတယ်နော်အခုခရိယန်ကိုမှကြည့်လိုက်အမလေးတောက်စားမှုမျိုးအတင်းပြောဖဲရိုက်လောင်းကစားလုပ်နေတာဟိုမှာကျန်ခရိယန်တွေယေရှုကိုကိုးကွယ်တယ်လို့ဟိုမှာအလောင်းကစားလုပ်နေတယ်ဟိုမှာအရက်တောက်နေတယ်ဟိုမှာဖဲရိုက်နေတယ်ဟိုမှာသူများပစ္စည်းခိုးနေတယ်အဲ့လိုအပြောခံရတယ်ဘုရားဘုန်းနေရှားသေးလားဘယ်နေရှားတော့မလဲသူများမယားလိုက်ပြစ်မာနေတယ်အဲ့ဒါဘုရားလူလားဘုရားဘုန်းနေရှားလားအဲ့ဒါတန်တမန်လားမဟုတ်တော့ဘူးโอเคကျွန်တော်လည်းပြောချင်တာဘုရားလူလို့ပြောပြီးဘုရားလူတော်လေးညီတယ်လို့ပြောတဲ့အခါကျွန်တော်ထက်ကပြောမယ်အားတော့သတိပေးတာတချို့သောသူတွေအတွက်ကျွန်တော်သတိပေးသွားခြင်းတော့လုံနေတဲ့သူတွေအတွက်လည်းအရင်ကောင်းပါကျေကျွန်တော်ပြောမယ်ဘုရားလူလို့ပြောပြီးတော့မှဘုရားဥစ္စာဘုရားမပေးဘုရားလူမပေးခြင်းနဲ့ဘုရားလူလို့ခေါ်တယ်ဒါကျွန်တော်အသိတော့မှခရိယန်ဆယ်ဘုဒ္ဓဘုအကုန်ထားသိတယ်ဘာကြောင့်ထားသိခြင်းလဲလို့ရှင်းတယ်ကျွန်တော်လူချင်တာမလူချင်တာတဲ့ကျွန်တော်ပြောမယ်ကျွန်တော်ဘုရားလူဖြစ်တဲ့ကြောင့်ဘုရားနဲ့ကျွန်တော်သားသည်ဘုရားကျွန်တော်ကိုမထောက်ပံ့ဘူးလားဘုရားကျွန်တော်ကိုမကျွေးမွေးဘူးလားကျွေးမွေးပါပဲဘုရားကဒါကြောင့်ဒီအလူတွေကိုကျွန်တော်ပြောချင်တာတင်ဘုရားလူလို့ပြောပြီးတော့မှဒီနေ့ချိန်ဒီစေဘုံတော်ကိုပတ်မှန်လေးဘုရားလူကိုခေါ်ထိုက်အဲ့လိုပဲကျွန်တော်ပြောတော့ပြည့်ပြည့်သားသားဟောတော့
မြစ်တယ်ဘာဖြစ်လို့ကျွန်တော်ပြောနေတာမဟုတ်ကျွန်တော်မပေးလေပြဿနာမရှိကျွန်တော်ဘုရားကိုပြည်ချင်းတဲ့သူဒီမှာရှာရွက်မြေရှက်ဗီဒီဒီကိုဘုရားပေါ်မှာမမရက်တည်ခဲ့တဲ့အခါအသက်ဘေးရောက်သွားတော့ဘုရားချင်းရောက်အာမင်ဒါပေမဲ့ဒီနေ့ဘုရားလူပြောတဲ့သူတွေဒီနေ့ချိန်ဒီ10ဘုတ်ကိုမမှန်ရင်ကိုယ့်ကိုဘုရားလူပြောတဲ့လားပြောတယ်တခါလေ10ဘုတ်ဆိုတာပို့ဆိုတာက10ဘုတ်ကကျွန်တော်တို့ရဲ့ဖဲ့ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ပါဝင်အားလုံးကိုခက်မှန်းလို့မရဘူးဟမ်ဥပမာကျွန်တော်သတိနဲ့ရော့ငါရဲ့10ဘုတ်ကို1000ဒါမှမဟုတ်10သိန်းဆိုရင်ဝင်ရဘယ်လောက်ပြသွားလဲ10သိန်းပြီးရင်ဘယ်လောက်လဲသိန်းပြအာငါအဲ့ဒီလိုပေးလိုက်ငါအဲ့ဒီလိုပေးလိုက်ငါဝင်ဘယ်လောက်လဲဆိုတာသိသွားပါဆိုရင်သွားတယ်ဆိုရင်တော့သွားပြီကျွန်တော်ပြောမယ်တိတ်ကောင်းကြီးဝင်နေတာကျေးဇူးတော်ပဲဟိုလူသိသွားမှဒီလူသိသွားမှမကြောက်နဲ့ဘာဖြစ်လို့ကျွန်တော်ပြောလဲဆိုတော့ကျွန်တော်ခရီးရနေပါအဲ့လိုခရီးရနေရှိဆယ်ဘုတ်ကိုကျွန်တော်တို့ဆရာကိုမပေးချင်ဘူးပေးလိုက်လို့ရှိရင်ပါလေငါတို့ဆယ်ဘုတ်ကိုဘယ်လောက်ရတယ်ဆိုတာသိမှဆိုရည်နေကျိုးတွေကလုံးဝချက်ဟောအဲ့တော့တချို့တွေကအဲ့လိုလုံးဝချက်တော့ဘိုးလူကိုနည်းနည်းခွဲပေးပြီးဒီကိုနည်းနည်းရှောက်ခွဲပေးတဲ့ခရီးရနေရှိတယ်အမကောင်းဘူးလားလို့ပြောတာဟုတ်ဒါပေမဲ့ကျွန်တော်တို့ကပေးလို့ရပါမရဘူးဒါပေမဲ့ခံပေးရခြင်းရဲ့နှလုံးသားပါပဲသူများသိမှာစိုးတဲ့လူကသိရဲ့နှလုံးသားပန့်အဲ့ဒါဘုရားလူပြောဖြစ်တယ်ဘုရားလူကဒါတွေကိုယူဆိုင်တာဟုတ်ဒါမဲ့ပြီးကျွန်တော်မူတော်ဆောင်နေပြီဒီနေ့ချိန်ကြီးเนาะကျွန်တော်လည်းပွင့်လေးပြောမယ်ကျွန်တော်လေးဘယ်သူ10ဘုတ်ဘုတ်ဘယ်လောက်ပေးဘယ်သူဘယ်လောက်ရနေတယ်ဆိုတဲ့အရာကိုကျွန်တော်လူတွေကိုလိုက်မကြော်ကြအောင်ကျွန်တော်လည်းအဲ့လောက်ကြီးစိတ်ဝင်စားပြီးရင်အဲ့ဒီသူတို့ကြံတဲ့သူတို့ကိုးဖို့လည်းကျွန်တော်စိတ်ဝင်စားဘာဖြစ်လို့စိတ်ဝင်စားလဲအဲ့ဒါကျွန်တော်ရတဲ့ကောင်းကြီးမဟုတ်ကျွန်တော်နဲ့မဆိုင်အဲ့ဒီကောင်းစားခြင်းကဘုရားတို့ကိုပေးတဲ့ကောင်းကြီးကျွန်တော်သွားမနာလို့ဖြစ်ရင်ဘယ်သူပဲကြာရှုံးနေတယ်ကျွန်တော်မနာလို့ဖြစ်နေကျွန်တော်ဘုရားလို့ကျွန်တော်ကိုယ်တိုင်လည်းဘုရားကိုဘုရားကောင်းကြီးဒီ10ဘုတ်ကိုမခံစားခဲ့တော့အာမင်ဒါပေမဲ့ခရစ်ယာန်တွေကျွန်တော်များကဘုရားလူလူပြောပြီးတော့မှကိုရနေတဲ့ငွေကြေးဟဲ့လားလူများသိမှာစိုးတယ်ပြီးရင်ကိုကပေးလိုက်လို့ဒီတချို့လူတွေရှိသေးတယ်တင်းဟုတ်ဆရာတွေကိုပေးလို့တင်းဟုတ်ဆရာတွေကောင်းစားမှကြောက်တယ်အာဒီတင်းဟုတ်ဆရာတွေပေးလဲဘာမှလည်းမထူးကြပါဘူးအသိတော်အတွက်လည်းဘာမှလည်းမဖြစ်လာပါဘူးဆိုပြီးတော့မှပါလဲမပေးခြင်းတဲ့ခရစ်ယာန်တွေရှိလားမရှိဘူးလားအဲ့ဒီလိုခရစ်ယာန်တွေရှိတယ်အဲ့ဒီလိုခရစ်ယာန်တွေဘုရားလူလို့ပြောတဲ့လားဘုရားလူလို့မဘာဖြစ်လို့ဆိုဘုရားပေါ်မှာသစ္စာမရှိဘူးနှလုံးသားမလားမဖြူစင်မမှန်ကန်ဒါဘုရားလူလို့ကျွန်တော်တို့တွေမခေါ်နိုင်အာမင်ဘုရားလူလို့မဖြစ်သင့်ဘာကြောင့်ကျွန်တော်ဒါတွေကိုတုံ့ပြန်ပေးနေလဲဆိုတော့အခုကျွန်တော်တို့ကပြောရတော့ဘာဖြစ်လို့ပြောရလဲဒါပေမဲ့ဒီနေ့ဒီကြာဒါတွေကိုကျွန်တော်ပြောဖို့ပြင်ထားတာကိုပြောရင်အဲ့မှာခံစားလာရတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေ10ဘုတ်ဘုတ်ဒီနေ့ချိန်ကြီးမမှန်သေး၍ယုံကြည်သူတယောက်နေတယ်သင်ဟာဘုရားလူဖြစ်ဖို့ဘုရားချီးမြှောက်ခြင်းခံရဖို့ဆိုတာဖြစ်တယ်ကျွန်တော်တို့ယုံတယ်ကျွန်တော်ကိုယ်တိုင်ဒီနေ့ဝင်ကားတဲ့နှုတ်ဘက်တော့ကျွန်တော်ဘုရားလူဖြစ်ဖို့ပဲကျွန်တော်စက္ကန့်ကျွန်တော်ဒီနှုတ်ဘက်တော့မဝင်ခဲ့တဲ့ကျွန်တော်ကိုယ်တိုင်စားသုံးတာကျွန်တော်ခံယူနေတယ်ကျွန်တော်ဒီဆောက်ဒါဘလို့ခံယူဒီဆောက်ကျွန်တော်ကောင်းကြီးခံစားရတယ်ဒါပေမဲ့ကောင်းကြီးခံစားခြင်းကိုကျွန်တော်အသိတော်မှာရှိတဲ့လူတွေသူတို့ရဲ့ငွေကြေးတွေသူတို့ရဲ့ကြွယ်ဝမှုတွေချမ်းသာမှုတွေကျွန်တော်လိုက်ကြည့်နေလို့မရဘူးကျွန်တော်ကောင်းကြီးခံစားမှုပဲဖယားနဲ့များများမိတ်တာရအောင်ဖွဲ့တော်သူဖြစ်ပြီးတော့မှဖယားအလူတော်နေပြီးအသက်ရှင်တော်သူဖြစ်ဧကံဘုံချတော်သူပဲအသိတော်ကလူတွေချမ်းသာခြင်းမချမ်းသာခြင်းနဲ့ဆိုင်ဖယားကောင်းကြီးရဲ့ရှံထွက်အောင်ကျွန်တော်ကိုစီစဉ်လာတယ်အာမင်အဲ့ဒါလေးကြည့်တယ်ဒါကြောင့်မို့ဒီနေ့ဒီမှာရှိတဲ့ယုံကြည်သူတွေကျွန်တော်ပြောချင်တယ်ဖိတ်ဆွေဒီနေ့အချိန်ဒီ10ဘုတ်လို့ကျိုးကခဲ့တယ်ကုံသွားမှကြောက်တယ်လက်မျောတာတော့များလာဟောမှာလက်မျောတယ်တွန့်လူတယ်10ဘုတ်ပဲဖို့အတွက်လက်မျောတွန့်လူတဲ့သူကရှာဒတ်မေရှက်အဗေဒနီဂေါတို့လိုတေဂျင်းနဲ့ရင်ဆိုင်ရတော့မယ့်အချိန်မှာအဲ့ဒီလူကဘုရားလူကြီးရက်တည်တော့မယ်လို့ထင်တယ်ရက်တည်မှာမဟုတ်တော့ဘူးလေဘာဖြစ်လို့မရက်တည်တာဒီလောကငွေကြေးလေးပါဒီငွေကြေးကကုန်သွားရင်ဘာပြန်လုပ်လို့ရတယ်ပြန်ရှာလို့ရတယ်ရှာတဲ့မြေရှက်ဗီဒီယိုကောကလေအသက်သေသွားမှာလုံးသေသွားမှာဒီလောကတွေကနေအပြီးပိုင်ထွက်သွားမှာပြန်လာလို့မရတဲ့နယ်ပယ်ဝိညာဉ်ရကိုသွားရတော့
ဒါပေမဲ့တေရတဲ့ဝိညာဉ်ကနေပယ်တဲ့သွားရင်တော့ဂယုမဆိုင်ဘူးဒါကြောင့်မလို့ဘုရားကကြီးမြောက်ခြင်းကောင်းကြီးခံပါတယ်တို့တွေကပုံသွားရင်ချိန်ရှာရမယ်ဆိုရင်ဒီဆယ်ဘုဒ္ဓဘုလေးပေါ်မှာတော့လက်ပြောတဲ့တွန်းတူတဲ့ဘုရားပေါ်မှာသစ္စာမရှိဘူးမမှန်ကန်ဘူးဆိုရင်ဘုရားကောင်းကြီးဘယ်လိုခံစားရဘုရားလူလို့ဘယ်လိုပြောမလဲအာမင်ဟုတ်လားမဟုတ်လားဘုရားလူလို့ပြောမလဲဆိုတာဒီရာအဖြစ်လေကျွန်တော်ဒါကိုပြောချင်တော့ဘာကြောင့်ပြောချင်တာလဲဆိုတော့ဘုရားလူဖြစ်ခြင်းကသုံးနေမှုလိုပဲအာမင်ကျွန်တော်ကလူတွေကိုပေးပါလို့ရှောက်ပြောပြီးတင်းဟုတ်ကြဖြစ်တဲ့ကျွန်တော်တို့ကမပေးကဲမစွတ်ကြတိုင်းဘုရားလူဖြစ်တော့ပုံသက်တွေဖြစ်ဦးလားဘယ်ဖြစ်တော့မလဲစေဝတ္ထုမမှန်ဘူးကျွန်တော်ကလိုက်ပြောနေဘယ်လိုပုံသက်တွေဖြစ်တော့အာမင်အဲကြောင့်ကျွန်တော်ပြောမယ်အားလုံးရဲ့လိုဝဲချက်ကကောင်းကြီးမင်္ဂလာကဘုရားအလိုတော်နဲ့အသက်ရှင်ပြီးတော့ဘုရားအလိုတော်လို့ပြောတယ်ဘုရားခိုင်းတာမှန်တယ်ဘာလို့ပြောလဲလောက်ဖို့ပဲကဲပြီးတော့ဒီလိုတတင်းကနေဘုရားဝတ်ကိုးကွယ်ခြင်းကိုဘုရားကလှုပ်စေခြင်းလားမလှုပ်စေခြင်းလားလှုပ်စေခြင်းလို့ဘုရားကပြောတယ်ဘုရားငါ့ကိုတရက်တော့အချိန်ပေးပါဘုရားကပြောတယ်ဒါကြောင့်မလို့ပြည့်ကျက်တော်10ပါးထဲမှာဘာပြောလဲဥပုံလေးကိုလည်းပါတယ်လေတန်ရှင်းစွာထားပါအလုတ်ကိုမလုံးနဲ့လို့မပြောဘူးလားပြောတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ကြီးဒီခါတည်းမှာယုံကြည်သူခရစ်ယာန်ဘုရားเจ้าတော်မှာမမှန်ဘူးဘုရားလူလို့ပြောတဲ့လားကျွန်တော်တို့ဆိုဒီနေ့ချိန်ကြီးကွာနှစ်ပေါင်းများလာတနည်းနည်းကြားတော့မပတ်မပြတ်ကျွန်တော်တို့ကိုယ်တိုင်လည်းမှုတော်တော်ဖြစ်လာလို့ပုံဆိုးသွားတာတော့ဝင်ကားမယ်လို့ကြားတော့မပြတ်ရောက်တဲ့နေရာမှာဘယ်နေရာရောက်မှုတော်မဆောင်ခင်တော့ဘယ်နေရာရောက်ဘုရားเจ้าလူကြီးခရစ်ယာန်ဖြစ်တယ်ကစပြီးတက်လာနေသူမှုတော်ဆောင်ဖြစ်တော့ပုံဆိုးအဲ့လိုတက်လာတဲ့အခါမှာအဲ့ဒီကောင်းကြီးတွေခံစားနေရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ယုံကြည်သူတယောက်ရဲ့လိုဖြစ်လာရင်ဒီ10ဘုရားဘုရားကြောင့်တက်ခြင်းတွေလိုလားမလို့လိုတာပေါ့လုပ်ရမလားမလုပ်ရဘူးလားလုပ်ရဘာကြောင့်လုပ်ရမှာလဲဘုရားလူဖြစ်တယ်အဲ့တော့နောက်တစ်ခုဆက်ပြောဘုရားလူကလေပြဿနာကိုကြောက်အခက်အခဲကိုကြောက်အာမင်ဘာလို့မကြောက်လဲပြဿနာအခက်အခဲအချက်မှာအမြဲတမ်းကျွန်တော်တို့ဘုရားရှိတယ်ဟာလေလုယာဟုတ်လားမဟုတ်လားပြဿနာအခက်အခဲတွေမှာကျွန်တော်တို့ဘုရားရှိတယ်ဒါကြောင့်ပြဿနာတွေဘလောက်ပဲရင်ဆိုင်ရအောင်ရင်တဲ့ကြုံတွေ့ရဘယ်တော့မှအားမငယ်ဘူးဟာလေလုယာပြီးဘုရားလူပါရက်တီချက်ဘယ်တော့မှမပြောင်းဘူးအာမင်သောတာပန်ဆေဘုတုမှာလည်းနည်းနည်းများများကျွန်တော်တို့ခရစ်ယာန်တွေရက်တီချက်ပြောင်းလားမပြောင်းလားနည်းတဲ့အချိန်တော့မေးလားများလာတော့ဘာလို့မမေးတာပြောတယ်နဲ့ပြောတယ်များသွားပြီဟုတ်တယ်နော်ဒါဆိုရင်ဘာပြောင်းလိုက်တာရက်တီချက်ပြောင်းတာဖယားလူကဘယ်တော့မှရက်တီချက်မပြောင်းနဲတော့မှလည်းများရင်လည်းအေးနဲတော့မှလည်းပေးလို့များရင်လည်းပေးတက်လာရင်ဖယားကလည်းလေတားရကောင်းကြီးပေးပါဗျာကျွန်တော်တို့ဟာလေလုယာဒါပဲဖယားလူကရက်တီချက်ဘယ်တော့မှမပြောင်းလဲအဲ့ဒါမှလည်းဘုရားကောင်းကြီးခံစားရတာပေါ့မဟုတ်ဘူးလားအာမင်အာမင်ဒါကြောင့်မလို့ကျွန်တော်ဒီမှာရှိတဲ့သူတွေကိုပြောနေတာပြီးတော့ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိဘုရားဘက်မှာပဲရဲ့တော့ရက်ဒီချက်မပြောင်းလဲသူဘယ်လိုအခြေအနေမျိုးမှာပဲဘုသူဘက်မှာပဲရဲ့ဒီကျွန်တော်တို့တွေကဘယ်ဘက်ကိုရဲ့လောကဘက်လည်းရက်တာတရားဘက်လည်းရက်တာတချို့ဆိုဒီနေ့ပဲကြည့်တို့ယုံကြည်သူတွေကြောက်မလားလေဘယ်လိုမဲထဲလို့ဒီမဲကကျွန်တော်တို့လည်းပတ်ထဲတာမထဲမဖြစ်တော့ထဲရတာတရားဘက်ဟောငါတို့ဘုရားရှိခိုးရမှာတော့စောစောထဲတယ်ဒါမှမဟုတ်ပေါ့ဘုရားရှိခိုးပြီးမှငါတို့မဲထဲမရဘူးလား၄နိုင်ရတာပဲကျွန်တော်တို့ရက်တည်မှုတွေကလည်းဗာလဲဘယ်လိုအခြေအနေမျိုးမှာဖြစ်ကျွန်တော်ရက်တည်မှုကပြောင်းလာမပြောင်းဘုရားကိုဦးစားပေးတဲ့လူကဘယ်လိုအခြေအနေတော့ဒီနေ့တော့ငါလုံးဝမအားဘူးဒီနေ့ကနေဘုရားထက်ဘယ်အရာမှဦးစားမပေးဘူးဒီနေ့တနေ့ကနေမှသိလားသိတယ်တနေ့ကနေမှသိတယ်ဒါပေမဲ့ဘယ်ကောင်မှရက်လောကကိုရက်တာလောကကိုဦးစားပေးတယ်အဲ့ဒီနှလုံးသားအရေးကျွန်တော်မှကျေးဇူးတော်ပဲဗျာကျွန်တော်တို့ဘုရားသိလာတဲ့အချိန်ကျွန်တော်တို့ငယ်ရတဲ့တုံသင်ခဲ့တဲ့အချိန်ဒီနှလုံးသားကိုကျွန်တော်တို့ရရှိခံစားခဲ့လုံးဝအဲ့ဖရားဘက်ကိုရက်ဖရားနဲ့တော့ဒါကြောင့်မို့ဒီနေ့ချိန်ဒီနေရာမှာဒီလောက်ဒီရက်တည်ပြီးကောင်းကြီးခံစားနေရတာဖြစ်တယ်ဆိုတာလေးကိုကျွန်တော်
ဝေငှရင်လည်းအားလုံးကိုကျွန်တော်ခေါ်အားပေးခဲ့ချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အားလုံးကိုကျွန်တော်ညီကုန်းကျွန်တော်ချုပ်ပေးချင်ပါတယ်ဒီနေ့ဖျားလူဆိုတဲ့ကောင်းစုကိုပေးတဲ့ကောင်ဖျားလူကတော့လုံးဝအေကံမုန်းချဖို့ပဲဖျားကောင်းကြီးခံစားရမယ်လို့ပါအာမင်ဖျားလူကပါလေဖျားကောင်းကြီးခံစားရမယ်လို့ဒီနေ့ချိန်ဒီဣသရေလလူမျိုးနဲ့ဖျားရှိ